Joshua ပဲချန်ပီယံခါအိမ်မက်ကိုဖျက်ဆီးပစ်မယ်မင်းငါလက်ထဲကနေလုံးဝမလွတ်တော့ဘူးလို့ဖန်ကိုဖျဲလိုက်တဲ့ပန်တိုဂျာအားလုံးပဲမင်္ဂလာပါ Martial Academy Channel ကနေပရိသတ်အားလုံးကိုကြိုးဆိုပါရခင်ဗျာကျွန်တော်တို့ Martial Academy Channel ရဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Martial လောကကိုကျင်းနေတဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့ကျွန်တော်ကမြစ်တိုင်ခံနေပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပရိသတ်တွေစီကိုတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ချင်းဖိုင်တာလီဂျော်ရှွာဘိုင်ချန်ပီယံခါအိမ်မက်ကိုဖျက်ဆီးပစ်မယ်သူ့လက်ထဲကနေရှောင်းပေးလို့ဗန်အနေနဲ့မလွတ်နိုင်တော့ဘူးလို့ပြောလိုက်တဲ့ပန်တိုဂျာရဲ့အကြောင်းလေးကိုပြောချင်တာပါဒီဇင်ဘာလ9ရက်နေ့မှာဆိုရင် UFC က UFC 323ပြိုင်ပွဲကိုကျင်းပဖို့ရှိတယ်အဲ့ဒီပွဲမှာချန်ပီယံလူပွဲ2ပွဲနဲ့ UFC ကပွဲထုတ်ထားတယ်ကျွန်တော်တို့ချင်းဖိုင်တာလီဂျော်ရှွာဘိုင်ကအဲ့ဒီပွဲမှာလက်ရှိ Flyweight တဲ့ချန်ပီယံပန်တိုဂျာနဲ့ Flyweight တဲ့ချန်ပီယံလူပွဲထိုးရမယ် UFC ကဒီတစ်ပတ်တနင်္ဂနွေနေ့မှာဆိုရင်ကာတာမှာ UFC Final ပြိုင်ပွဲကိုကျင်းပသွားမယ်။အဲ့ဒီပွဲပြီးတာနဲ့ UFC 323ပြိုင်ပွဲကိုပဲကျင်းပဖို့ရှိတော့တယ်။အဲ့ဒီပြိုင်ပွဲကို Las Vegas က T-Mobile Arena ကွင်းကြီးမှာကျင်းပသွားမယ်။ Las Vegas ဆိုတာက Joshua ဘန်ရဲ့အောင်မြေလို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်။ Joshua ဘန်ကအဲ့ဒီမှာထိုးခဲ့တဲ့ပွဲတန်းကိုနိုင်ပွဲတွေယူပြထားတယ်။ဒါကြောင့်မလို့ဖန်ရဲ့တကယ်ကိုမှအောင်မြေတစ်ခုလို့ဖြစ်နေတဲ့ Las Vegas မှာဖြစ်တဲ့ကြောင့်မလို့ပွဲကလည်းတကယ်ရင်ခုန်စရာကောင်းမယ်လို့ထင်ပါတယ်။ဂျော်ရှွာဘန်နဲ့ပန်တိုဂျာတို့ကပွဲနီးလာတဲ့အချိန်မှာတယောက်နဲ့တယောက် online ပေါ်ကနေစကားစစ်ထိုးမှုလေးတွေရှိနေတယ်ပန်တိုဂျာကဟိုတလောကဂျော်ရှွာဘန်ကိုချုပ်နေတဲ့ပုံစံလုပ်ပြီးတော့မှသူရဲ့ Instagram story ကနေတင်ထားတယ်မကြသေးခင်ကလည်းဂျော်ရှွာဘန်ကပြန်ပြီးတော့မှပန်တိုဂျာကိုသူ့ရဲ့ညာလက်သီးနဲ့ပွဲသိမ်းပြမယ်ဆိုပြီးကြုံဝထားတယ်ဒီအကြောင်းကိုလည်းကျွန်တော်ရင်ဗီဒီယိုမှာတင်ဆက်ခဲ့ပြီးဖြစ်ပါတယ်ဒီနေ့ပြောချင်တာကတော့UFC Flyweight တဲ့ချန်ပီယံကြီးပန်တိုဂျာကဂျော်ရှွာဘန်ချန်ပီယံခါအိမ်မက်ကိုဖျက်ဆီးပစ်မယ်ဖန်နေနဲ့သူ့လက်ထဲကနေရှောင်ပြေးလို့မလွတ်တော့ဘူးလို့ကြုံဝါလိုက်တဲ့အကြောင်းလေးပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးချန်ပီယံပန်တိုဂျာကအခုလိုမျိုးပြောပါတယ်ကျွန်တော်အနေနဲ့ဒီပွဲမှာနိုင်ဝဲယူပြဖို့နီးလန်းနေမျိုးမျိုးရှိပါတယ်လူတိုင်းကဂျော်ရှွာဘန်ရဲ့ boxing skill ဘယ်လောက်ကောင်းလဲဆိုပြီးတော့ပြောနေကြတာကိုငါကြားတယ်ငါကလည်းငါဘဝတစ်လျှောက်လုံး boxing ကစားလာတာပါငါမွေးထိုင်းလဲကစားဖို့လေကွာပြီးတော့ငါ MMA မှာကျင်လည်နေတာ20နီးပါးရှိနေပါပြီငါစပြီးထိုးတက်ခဲ့တဲ့2009ခုနှစ်ခရေကပါအဲ့ချိန် fan ဆိုတဲ့ chart လေးက9နှစ်လောက်ပဲရှိအောင်ပါပေါ့ဒါကြောင့်ငါမှာအတွေ့အကြုံတွေကအများကြီးရှိဒါကြောင့်ငါက fan ထက်ပိုပြီးကောင်းတဲ့အတွေ့အကြုံတွေရှိတယ်လို့ပြောတာဂျော်ရှွာဘန်ကိုငါကအများကြီးလေးစားပါတယ်ဒီ chart လေးကအချိန်တိုတွင်းမှာထိပ်ပိုင်းထိရောက်လာနိုင်တဲ့ကောင်းလေးပါသူ့ရဲ့စွမ်းဆောင်ရည်တွေကလည်းတကယ်ကိုအံ့အားသင့်စရာပဲလေဒါကြောင့်ငါတို့အနေနဲ့လုံးဝ short break လို့မရဘူးဒီကောင်ရဲ့အရေးချင်းတွေကတကယ်ကိုပြည့်မီတယ်ဆိုတာငါတို့ကလက်ခံပါတယ်ဒါမဲ့ဒီကောင်ကငါရဲ့ level မျိုးတော့မဟုတ်သေးဘူးဂျော်ရှွာဘန်ခေတဲ့ fighter မဟုတ်တာလည်းငါသိတယ်ဂျော်ရှွာဘန်ရဲ့ချန်ပီယံအိမ်မက်ကိုဖျက်ဆီးပြပါမယ်ဂျော်ရှွာဘန်မင်းငါလက်ထဲကနေရှောင်ပြေးလို့မလွတ်တော့ဘူးဆိုပြီးတော့မှဂျော်ရှွာဘန်ကိုပြောသွားတယ်ပန်တိုဂျာကတော့သူ့အနေနဲ့တသွင်းသွင်းပြောနေတဲ့စကားကချုပ်ပြမယ်ဒီစကားပဲ real nugget ချုပ်နဲ့ပွဲသိမ့်မယ် real nugget ချုပ်နဲ့ပွဲသိမ့်မယ်ဒီလိုပဲပြောနေတေချာစဉ်းစားကြည့်ရင်ဗျာဒီ fighter က ground game သမားသူပြောပုံရဆိုလေဖန်ကိုသူက boxing skill ကောင်းတာသိတယ်ဒါပေမဲ့ရှင်ထိုးမှာမဟုတ်ဘူးဒီ fighter က ground game မှာဘယ်လောက်ကောင်းလဲဆိုတာကျွန်တော်တို့ကသိထားပြီးသားဗျာဒါကြောင့်လုံးဝ short ထွက်လို့တော့မရဘူးသူ့ရဲ့အရေးချင်းတွေကဘယ်လိုမျိုးဆိုတာကျွန်တော်တို့ကသိတယ်ပြီးတော့နောက်ဆုံးထိုးသက်ခဲ့တဲ့နှစ်ပွဲကိုကြည့်လိုက်ကန်ကာရာ France ရဲ့ကန်အဆာကူရာနှစ်ယောက်လုံးကိုသူက real naked ချုပ်တင်နေပဲပွဲသိမ်းတာဒါကြောင့်လို့ဂျော်ရှွာဘန်ကိုလည်းသူက real naked ချုပ်နေပဲပွဲသိမ်းမယ်ဆိုပြီးပြောတာလို့ကျွန်တော်ကတော့မြင်တယ်တစ်ဖက်မှာကျွန်တော်တို့ fighter လေးကလည်းစွမ်းဆောင်အပြင်တကယ်ကိုကောင်းတယ်အခုဆိုရင်လေ့ကျင့်ခန်းတွေကိုအပြင်းထန်လုပ်နေတယ်ဗျာ strength and conditioning အတွက်လည်းသေချာလုပ်နေတယ်မကြသေးခင်ကဆိုရင်ဂျော်ရှွာဘန်သူ့ရဲ့ Facebook story ရော Instagram story ကနေပါတင်ထားတယ်တကယ်ဗျာ recovery ဖြစ်မဲ့တကယ်ကိုအရန်ကောင်းတဲ့အေးခန့်ဆက်ကြီးတွေထဲမှာ recovery ဖြစ်အောင်လို့နေနေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်ဒါကြောင့်မလို့ဖန်ကလည်းပြင်းထန်ကိုလေ့ကျင့်ပြင်ဆင်နေတာဗျာဒီပွဲမှာဘယ်လောက်ထိသူချန်ပီယံခပတ်ကိုလိုချင်လဲဆိုတာကျွန်တော်တို့အားလုံးသိတယ်ဗျာ UFC ရဲ့ချန်ပီယံခပတ်ဆိုတာလေတုံတန်ဖိုင်တာကရတာမှမဟုတ်တာဂျော်ရှွာဘန်လိုအခုမှ MMA fighter ဘော့ဝင်တာ9နှစ်လောက်ပဲရှိသေးတဲ့ fighter လေးကအခုလိုမျိုးအချိန်တိုတွင်းမှာဒီလောက်ထိတက်လန်းလာနိုင်ခဲ့တာကိုပဲကျွန်တော်တို့ကချီးကျူးရမယ်ဗျာ
ပန်တိုဂျာကလည်းရှော့တော့လို့မရဘူးတကယ်မှန်ပါတယ်သူကလည်းသူပြောခဲ့သလိုပဲဘောက်ဆင်ကစားဘူးတယ်မွေထိုင်းနဲ့သူကစားဘူးတယ်လို့သူပြောတယ် MMA မှာကလည်းကျင်လည်လာတာ20နီးပါးရှိပြီဖန်ထက်လည်းအထွေကြုံကတအားပါတယ် UFC မှာဆိုလည်းထိုးသက်ခဲ့တဲ့ပွဲတွေကလည်းအများကြီးပဲဒါကြောင့်မလို့တကယ်ရှင်းပြောရင်အထွေကြုံပိုင်းမှာအများကြီးပိုတာနေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်တစ်ဖက်မှာကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ချင်းဖိုက်တာလေးဂျော်ရှွာဘန်ကလည်းဝါနုနေတယ်ဆိုပေမဲ့ short ထွက်လို့မရဘူးဗျာအားလုံးသိတဲ့အတိုင်းပဲနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲတွေအားလုံးကိုကြည့်လိုက်နမိတ်သော fighter တွေကိုအနိုင်ပြခဲ့တာအများကြီးဗျာဂျပန်ကခေါ်ထားတဲ့ရှုံးပွဲမရှိ fighter Ray Surya ပြီးရင် American နဘန်သောကိုရီတာတဲ့ Bruno Silva number 1 contender နေရာက Brandon Rival အဲ့ဒီ fighter တွေကိုဖြုတ်သွားတာဗျာစဉ်းစားကြည့်တာနဲ့ကျွန်တော်တို့ချင်း fighter လေးကဘယ်လောက်ထိလက်စွာလဲဆိုတာသိရပြီသားBrandon Rival နဲ့ပွဲမှာဆိုလည်းကြည့်လိုက်သူမလဲကိုမလဲသူတပြန်ကိုတပြန်ကျုံးနေပွဲဗျမာကုံကလည်းမြင့်ပြီးသားကျော်ရှွာဘန်ကသူချာဘဘရှုံးခဲ့တဲ့ပွဲကချားချုံဆန်တဲ့ပွဲဗျချားချုံဆန်ဆိုတာကလည်းအရက်ကသူ့တဲ့အများကြီးပိုရှိတယ်လက်တန်ကလည်းပိုရှိတယ်ဗျ flyweight တန်းမှာဒီ fighter ကဒီလိုမျိုးပဲလှုပ်ရှားနေတာကြာပြီဗျနောက်ဆုံးပွဲမှာဆိုလည်းချားချုံဆန်ကရှုံးပွဲမရှိ fighter လေးကိုတကယ်တက်လူ fighter လေးကိုအဲ့လိုမျိုးပဲဒုတိယအချိန်မှာအမှောက်သိပ်ပြတာဗျာဖန်ကိုတော့တတိယအချိန်မှာသူကအမှောက်သိပ်ပြတယ်ဖန်ကရှင်းလက်ကြီးပြတ်သက်တာဗျာဖန်ကဒီဖိုင်တာကိုပွဲသိမ်းလို့ရပြီဆိုပြီးစုံဝင်တာအဲ့ဒီအချိန်မှာမှောက်သွားတာဗျာဒါကြောင့်မရှုံးတာကျန်တဲ့စုံပွဲဆိုတာဂျော်ရှွာဘန်မာက UFC မှာမရှိသေးဘူးဒါကြောင့်မလို့ကျွန်တော်တို့ချင်းဖိုင်တာလေးကလည်းလူသားငယ်ပြီးမဲ့ပညာမငယ်တဲ့ဖိုင်တာလို့ကျွန်တော်တို့ကပြောလို့ရတယ်ရှင်းပြောရရင်ဖရန်နဲ့ပန်တိုဂျာတို့ရဲ့ပွဲက50-50လို့ပဲသတ်မှတ်လို့ရတယ်ဗျာဂျော်ရှွာဘန်ကစတန်ဖိုက်ပိုင်းမှာရှင်မီကစားနိုင်မယ်ရှင်မီထိန်းထားမယ်ဆိုရင်ဒီပွဲကဖန်အတွက် KO ရနိုင်တဲ့ပွဲလို့ကျွန်တော်ကမြင်ပန်တိုဂျာဘောက်ဆင်ဘလောက်ကောင်းကောင်းဗျာဖန်ရဲ့လက်ရှိဘောက်ဆင်ကိုမမီဘူးပန်တိုဂျာကဘရောင်းဂိမ်းမိုက်တအားကောင်းတယ်အကယ်၍များဗျာကျွန်တော်တို့ချင်းဖိုင်တာလေးကလည်းတိတ်တောင်းလောက်ခံလိုက်ရပြီး submission အပိုင်းနဲ့ရှောက်သွားပြီဆိုတော့သိကြတယ်ပန်တိုဂျာကရအောင်ချုပ်တော့မှာဗျအဲ့ဒီတည်းကနေပြန်ရုံထွက်ပြနိုင်မှာဂျော်ရှွာဘန်မျှော်မှန်းချက်ရှိလိမ့်မယ်ဒါကြောင့်ဒီပွဲက striker နဲ့ grappler အားပြိုင်ရဲ့ပွဲထိပ်တန်း fighter top level fighter တွေတွေ့တဲ့ပွဲလို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ဖန်အတွက်ကလည်းအခွင့်အရေးလန်းနေအများကြီးရှိတယ်ပန်တိုဂျာကလည်းသူ့ရဲ့ခပတ်ကြီးကိုဖန်ကိုမပေးရဖို့အတွက်အသေးအံကာကွယ်သွားမှာပဲလို့ကျွန်တော်ကတော့မြင်ပါတယ်ပန်တိုဂျာကသူ့အနေနဲ့ဒီပွဲမှာဖန်ကိုနိုင်ပြီးမာရဲနဲ့ထိုးကျင်တယ်လို့တော့ပြောထားဖို့သေးတယ်ဒါကတော့တကန်နာပေါ့ဗျာဘယ်လောက်လုပ်ပြနိုင်မလဲဆိုတာပဲကျွန်တော်တို့ကကြည့်ရမယ်ကျွန်တော်တို့ချင်းဖိုင်တာလေးကလည်းအခုမှတကယ်ကိုတက်နေတဲ့ဖိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုကြည့်ရတာကောင်းမဲ့ပွဲဖြစ်မယ်လို့အာမခံထားရဲပါတယ်နှစ်ယောက်လုံးကလည်းအင်းထိုင်ပြင်ဆင်နေတဲ့ပွဲကလည်းတကယ်ကိုမြိုင်တဲ့ပွဲဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်သူတို့နှစ်ယောက်ဒီဇင်ဘာလ9ရက်နေ့မှာဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာကျွန်တော်တို့အားလုံးတူတူစောင့်ကြည့်ကြမယ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲဂျော်ရှွာဘန်ချန်ပီယံခွဲအိမ်မက်ကိုဖျက်ဆီးပြီးတော့ကောင်းဆုံးပုံစံနဲ့ချုပ်ပြမယ်လို့ကြုံသွားလိုက်တဲ့ပန်တိုဂျာရဲ့အကြောင်းလေးကိုပြည်သက်တွေသိအောင်လာရောက်မျှဝေပေးတာပါကျွန်တော်ရဲ့ Martial Academy Channel ကနေနောက်လဲဒီလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်တိုင်ပြု fighter တွေရဲ့ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ subscribe မလုပ်ရသေးတဲ့ပြည်သက်တွေရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီး notification လေးကိုပါယူထားဖို့တောင်းဆိုပါတယ်ခင်ဗျာ